Minglaba. Can you hear me channeling can be your Joso like by a ship? Tini Pepiabi Maro, says a malon tataye, lipadagai and condemn by. So you need answer Maro. See Chanturia, Nia, Pies how to Jimmy and Manimio Pio, young sinking meadow, la baki meadow. စစ်တဲ့တဲ့နှလုံးသားကင်းမဲ့တော့တတိနားလည်းမကင်းမဲ့တော့ပျော်စရာရွှင်စရာရီမောစရာလည်းကင်းမဲ့တော့ပြီးတော့ယူခုတ်တည်ငြိမ်ပြီးတော့ပတ်ဝန်းကျင်မှာလူတကာကစံထားရကြရလောက်တဲ့ပညာတတ်မိမများကိုတတ်မှတ်ခံရမှာဖြစ်တယ်။အဲဒီချက်ကလည်းမမအောင်သို့တော့ချွင်းချက်တစ်ခုကနေရာတကာမှာရှိတတ်ပါတယ်။ဆမ်မမကိုကចောင်းသူများထဲမှာဘယ်သူနဲ့မှမတူဘဲနဲ့အင်မတန်ထူးခြားပြောင်မြောက်တဲ့ကနဝင်မိန်းမတစ်ယောက်ဖြစ်တယ်။ဆမ်မမကိုလိုစိတ်ချောင်းသူမျိုးဆရာဝန်မမျိုးအပြင်လောက်ကမှတကယ်မရှိနိုင်ဘူးဘယ်သူမှမငြင်းနိုင်ဘူး။သူမကရေမောစရာဖြစ်ပျက်များကိုပိုင်ဆိုင်ထားခဲ့သူဖြစ်တယ်။အဓိကကတော့ဒီထဲမှာစိတ်ချောင်းသူလေးဆမ်မမကိုရဲ့အကြောင်းကိုအဓိကထားရေးထားတာမို့လို့အဲ့ဒါလေးကိုဆက်ဖက်ပြမှာမို့လို့စိတ်ဝင်စားနေနားထောင်ပေးကြပါအောင်နော်။အခန်းတဲ့အခုတစ်ချိန်နဲ့ပါဆိုရင်ခုနှစ်ချိန်မြောက်သူရှိကနေဖျက်လျှောက်ခြင်းဖြစ်တဲ့မမကစောင့်နေအောင်နေတွေးလိုက်သည့်တိုင်စာအုပ်တူတူကြီးကိုမျက်နှာနဲ့ဝင်တော့မတက်စိတ်ဝင်စားဖတ်ရှုနေတဲ့ကောင်ကလေးကတော့သူ့ရဲ့ရှေ့မှာသူမြင်တာအောင်ချစ်ကုန်းလက်ပန်းချလို့လမ်းတလားပြနေတဲ့မမကိုခရုတက်ဆိုင်တတိထားမိဟန်တော့မရှိသေးဘူး။ဟောစရာကောင်းလို့လှတဲ့ကောင်ကလေးမမကရွှေရောင်မျက်မှန်ဝိုင်းဝိုင်းကလေးကိုစက္ကနဲ့တစ်ချက်ပင့်တင်လိုက်တယ်။မမလက်ထဲမှာထမင်းဘူးရေဘူးဂျူတီကုတ်နှချက်တောင်ပြောင်းတွေလာမုံမျိုးစုံထည့်ထားတဲ့ကျွတ်အိတ်ရောဘင်ခါစာအုပ်ထူထူကျောဝိတ်ကလည်းပခုံးမှာတွဲချနေသေးတယ်။ဒါတော့မှဘာပစ္စည်းတွေမေးရောပျောက်ရှာကြရင်ခဲ့တယ်ဆိုတော့မသိဘူး။မျက်မှန်မေးမကြံခဲ့ရတော့အလွန်သိကြတယ်။ဒီမှာရှင်ကျမတို့တစ်ချက်မွေးကြည့်ဖို့တော့ကောင်းပြီရှင်။မမဒီသူ့ခြေထောက်များကိုတခါတလေတော့လဲတနာမိရဲ့တဲ့။ဒီနေ့မှတစ်ချိန်တော့အနေအဆုံးမမခလုတ်တိုက်မိရဲ့။ဒါမှမဟုတ်လဲတခုခုပျောက်ရှာလို့မေးရလို့ဆိုရင်လေဒီခြေထောက်တွေကိုပဲမမအသုံးချရတယ်။တနာစရာကောင်းဆုံးကတော့မမတိတ်ချစ်တဲ့သူ့ကောင်လေးနောက်ကိုမမွားနိုင်မပန်းနိုင်လူလုံးထွက်ပြရတဲ့အခါမှာမမတနာဆုံးကလည်းသူ့ရဲ့ခြေထောက်ပဲ။ပြီးတော့ဘယ်တော့အခါမှလည်းဖြစ်ဖြစ်မြောက်ကြိုးမရှိဘူး။ကိုတီမီကအင်မတန်အိန္ဒြေယငြိမ်သက်တည်ကြီးပြီးတော့ဖာတိဘာသာတကိုယ်ရဲ့အေးစိနေတဲ့သူဖြစ်တော့ကြောင့်မမပဲမောရတာပဲဖတ်တယ်နဲ့။သူကတကိုယ်တော့ရွက်လွန်မြဲပဲ။သူ့ကိုကြည့်လိုက်မယ်ဆိုပါတော့ပထမဆုံးသတိထားအမိကအေးစစ်စစ်နဲ့နိုင်ပိုင်းနေတဲ့တော့တီးတဟန်ကိုပဲဖြစ်တယ်။သူ့မှာဖြူစင်တန့်ပြန့်တဲ့မျက်နှာတစ်ခုရှိပြီးတော့မဲနှက်တဲ့မျက်လုံးတွေကအစာအုပ်တော့ကိုအမြဲဖတ်ရှုနေတဲ့အချင်းရှိတယ်။မမကိုသူကြည့်မရတာဘာလို့လဲ။မမကိုဘယ်တော့မှသူမကြည့်ဘူး။အဲ့အတွက်ကြောင့်မလို့မမကတော်တော်စိတ်ဆိုးရတယ်။သူသာစာအုပ်တော့ကိုဖတ်မနေဘူးဆိုရင်သူ့နားမှာလိပ်ပြလေးလိုလွန်မြူးနေတဲ့မမကိုသူတွေးမိမှာပဲ။ဒါဆိုရင်မမလာတာကိုလည်းသူတတိမထားမိပဲနေမှာမဟုတ်ဘူး။ဒုတိယတစ်ချက်သူရဲ့ချက်စရာကောင်းတဲ့ထူးခြားမှုကကျွေးရောင်လိုပြောင်လက်ဖြူစင်လာတဲ့ရှက်အင်ချီကော်လိုင်းကလုံးများနဲ့ရောစုများကိုတိုက်ရက်တန်ရွှင်စွာဝတ်ဆင်ပြီးတော့ကတိပါခင်းဖက်နှက်များရောပစိုးရောင်တိုင်းစနစ်တကျနဲ့တွဲဖက်ပြီးဝတ်ဆင်တာသူ့ကိုကြည့်လိုက်ရင်အမြဲတမ်းနေရန်ထိုင်းတီးဖြစ်ပြီးတော့တန်ရှင်းအေးချမ်းပြီးတော့မမနဲ့အဓိကခွာခြားတာကတော့မမကအင်မတန်ကိုရှက်ပြနိုင်တယ်တခုမဟုတ်တခုတော့ရှိနေရဲ့ဖျူဖျဲဖူတီဘက်တည်နေတဲ့အချင်းရှိရဲ့အိုပစာကလည်းကပူကယူလက်ထဲမှာလည်းတော်လီမုံစာပစ္စည်းတွေကလည်းရှုပ်ထွေးပွေလေးနေအောင်ရှိတယ်မှတ်နေရလည်းကောင်းညံတဲ့အချိန်ဆိုရင်သူ့မတူအောင်ကောင်းတယ်မကောင်းရင်မှုဆိုရင်လည်းအင်မတန်သတိမေ့ပြီးတော့ပေါ်လျော်တတ်တယ်နမောနမဲနိုင်တာတွေကြောင့်ပစ္စည်းအပြောင်းရှာအကြအကွဲတွေများတယ်အဲ့ဒါကသူနဲ့မမနဲ့အဓိကကွာခြားချက်ပဲတတိယချက်သူ့ရဲ့ထူးခြားချက်ကသူကအပြုံးရဲ့ကင်းပြီးတော့အလွန်အေးစိတ်တည်ငြိမ်နဲ့စာတော်တဲ့သူယောက်ျားပိသားသူဖြေလူသိပြီးတော့မမကတော့အည်တန်းနဲ့စကားတွေဟောင်းပွားပြောတယ်အတိုင်းတိုင်းမှာဆိုလဲလက်ချလိုက်မမီလို့စာအုပ်တွေဟိုလူစီကမျက်နှာချိုးသွေးပြီး900ဒီလူစီက900မိတူကူရနဲ့ပြများနေရဲ့သူဆောင်းပွဲနေပဲဆိုရင်စားလည်းမရဘူးစပင်အုံထူထူတွေဖွာထအောင်လို့ခုတ်ဖွာပြီးတော့ငိုယူတဲ့သူအတင်းပြောရလဲအလွန်တန်တာစကားလည်းလွန်များတာဆိုပြီးတော့ထင်ရှားတာမမမှရှိတဲ့တကယ်ချင်းလေးရစလုံးကလည်းမမနဲ့တက်တူနဲ့တွေ့ခုံရီတူတွေပဲမမတို့အုပ်စုကလှုပ်ကြံဆက်တွေကိုကြွားကြဖန်တီးမယ်တီးထွင်မယ်ဖြတ်တိုးညံကောင်းသူများဖြစ်ကြတယ်စီစီကားကားရှိပြီးတော့တယောက်မဟုတ်တယောက်ကိုအမြဲတော့ကြောက်ချနေမှကျင်းတဲ့သူတွေ
ထိုကဲ့သို့သောမမကကိုနဲ့အချင်းစီရိုက်ဒလိချင်းရောအပြုအမူအချင်းအသွားလာအနေထိုင်ဝစားစီရင်မှုအားလုံးတစားမကြံဆန့်ကျင်ကွဲပြားနေတဲ့လူငယ်ကလေးကိုစိတ်ဝင်စားပြီးတော့သူနဲ့ခင်ခွင့်ရဖို့အကြံဉာဏ်နေထုတ်တီတိုတပန်းပို့လုပ်ပြီးတော့လူလုံးပန်းနေရဲ့အဖြစ်ကသူ့ရဲ့ဘုံတင်နေကြရမှာတော့ရည်စရာပြလုံးတစ်ခုပဲဖြစ်တယ်သို့တော့နေပါစီအချစ်ကိုဘာနဲ့မှတားမရပါရှင်ဟေးမစ်ဆက်ရှောက်ငါတို့တော့ငါဝမ်းပူစားမနေသားလို့ကန်တင်းသွားပြီးနောက်ကျရဲ့လူတကားခံပထမတော့မမကောင်းပြီဆိုပြီးတော့သူ့ရဲ့ပုံစံကိုခလန်းလန်းနေပြီးတော့ကြည့်နေရဲ့တငယ်ချင်းတွေကအော်ကြီးဟစ်ကျင်နဲ့အော်ပြီးတော့ကန်တင်းကိုရုံးသုံးကားပြေးသွားကြအောင်အဲ့ဒီချိန်မှာသူတို့တုံးစာကိုတော့တကားမကန်နိုင်တဲ့မမမျိုးလုံးဖြူပြီးတော့ဟဲ့အောင်တွေမမမပတ်စံမပါဘူးနော်လာပြီးဆိုပြီးတော့ကန်တင်းရအောင်လူရက်ပြေးရတယ်အဲ့ဒီချိန်မှာပဲလက်ထဲမှာရှိတဲ့ပစ္စည်းတွေကတစ်ခုစီအကုန်ပြုတ်ကြကုန်ရောပစ္စည်းတွေကောင်းရင်မမကိုတစ်ချက်မှမောကြည့်ပါမရတဲ့ပိတ်တာကလေးကိုလေအားရပါရမျက်စောင်းပိတ်ထုတ်ခဲ့ဘလို့များဖြစ်လို့ဒီစာအုပ်တွေတဲ့ခေါင်းဆိုင်နေရတဲ့ဝါသနာဆိုးဆိုးရွားပါလာရတာလည်းမသိပါဘူးကန်တင်းရအောင်ပြေးရတဲ့အတွက်ကြောင့်မလို့တော်ဟိုက်နေဝတ်ထားတဲ့ထမိန်နဲ့အင်ကြီးကလည်းပျော်ရည်ဖြစ်တဲ့အတွက်ကြောင့်မလို့ချိန်မျက်စီဖုံတဲ့ထမိန်ရှင်ကမကြာခဏတန်နှင်းမိပြီလို့ဖြစ်ပြီးတော့ထမိန်ကိုတစ်နေ့10ချိန်ထပ်မနေဝေးရတယ်။ Lucky ခုံမြင့်ဖက်ကြောင့်မမကလူကြီးဆိုင်ရတယ်ကိုထင်တော့လဲအပြိုကြီးကိုက်ဆိုင်ကတက်ဒီရ MB ရောက်တဲ့ထိုင်အောင်မှမဝှချင်တရားအမှန်ပဲ။ဆရာဝန်မရုပ်ပေါက်ဖို့အဝေးကြီးမမချစ်တဲ့ကောင်လေးကတော့ဆရာဝန်ရုပ်ပေါက်လိုက်တာမှဟုတ်ဘက်ကိုနှက်ပြန်လုံးနေပြီ။မိဆက်တို့များမမွားနိုင်မပန်းနိုင်ညီတို့ကမပါပါဘူး။တငယ်ချင်းတို့ရမှုပြီးခုံတကုံဆွဲယူပြီးဆူဆူဆက်ဆက်ထိုင်ချလိုက်တော့ကျိုးနေတဲ့ထိုင်ကောင်ကလေးကကြွေကနေညင်းညူပြီးကြွကြွကြသွားတယ်။မမပြုတ်ကြတော့မလို့ဖြစ်သွားတာချင်းကအဆန်းတော့မဟုတ်နေဘူး။တငယ်ချင်းတွေကဝမ်းဖမ်းပြီးတော့ထိမ့်ပြီးနေရီမောကြတယ်။ကန်တဲ့ထဲမှာရှိတဲ့လူအလုံးကလည်းမမအမြဲတစ်ခုမဟုတ်တစ်ခုဖြစ်နေကြအောင်သိတဲ့အတွက်ကြောင့်မလို့ပြုံးစီစီနဲ့ရီကြတယ်။ဒီပုံစံနဲ့များညီတုတလိုလူမျိုးနဲ့နှစ်ပါးသွားခြင်းတည်းမိဆက်နဲ့တနေ့နေ့နေလိုက်ရလုံးဖြစ်သူကောင်းရှုပ်ပြီးတော့ယူသွတ်သွားမလားပဲ။တော့ကြောင့်မမအတန်ကြဲကြဲနဲ့ပိတ်ဟောက်လိုက်ကလာချတဲ့အေးခွက်ထဲကဘဲခွက်ကဖြော်ရည်ပိုများပြီးရေခဲနေတဲ့ဆိုတာကိုစက္ကန့်ပိုင်းတွင်ချင်သားရနေတော့မျိုးလုံးများဖြစ်အမြန်ရွေးချယ်လိုက်တယ်။အကောင်းဆုံးခွက်ကိုရွေးချယ်လိုက်ပြီးတော့မှစိတ်ချမ်းသာသွားပြီးကြွတ်ထဲကကံပွင့်ယူစုံကိုဖောက်စားတယ်။ဖဖကိုမောနေရပဲမမညီရဝိုင်းကြတယ်အဲ့ဒါဝတ်ပဲမိဆက်ရင်နင့်ကိုမြင်ဟိုကလည်းမျက်ခုံးကြော်ရွတ်ရှုပ်နေရပဲစိတ်ရှုပ်ပြီးတော့မောနေရမျက်နှာမျိုးနဲ့နင်းနေအောင်နောက်တစ်ချိန်စူးစမ်းကြရပေါ့ပြောရင်းနဲ့မမကအေးခွက်တည်းကရေခဲတော့တိတ်တိတ်လေးကိုညုံမိကြောပြင်းနေကိုမမအသားလေးထည့်လိုက်တယ်အေးလိုက်တာမိဆက်ခင်ညူမီကကြောကိုတွန်းလိမ့်ပြီးတော့တအားထအောင်စိမ့်တယ်သူမကြခင်ဖြေပြီးတော့မယ်ညိုထွန်းရေးကန်တင်းနဲ့ဝင်လာတော့ကြောင့်ကိုပြန်မှတ်လိုက်ပြီးတော့အင်္ဂလိပ်ပြန်ဆဲပြီးမျက်နှာကိုတီကြီးလှုပ်ထားလိုက်တော့တယ်ညိုမိမျက်နှာပေးကိုကြည့်ရမမတို့ကြိတ်ရီနေကြပြီးတော့ခင်တီယာကညိုမိကြောကိုပေါ့ကြော်ရေးကြည့်ရောညိုထွန်းရေးခဏညိုမိဘာဖြစ်တယ်မသိဘူးညိုမိကဟမ်မဆောင်နိုင်တော့ပဲခင်တီယာချက်အားတအားကန်ဆောင်ဖြစ်လိုက်တယ်ညိုစီကြည့်ရောနုနဲ့ညိုမိခြေထောက်နဲ့တက်နေတော့ညိုထွန်းရေးတတိထားတော့သူ့ကိုဟဲ့ညိုထွန်းရေးဒီအေးဘိုးလေးရှင်းလိုက်ပါလားငါတို့တန်းတော့တက်တော့မလို့ငါရဲ့နိုင်ဖြတ်ရမှာတချိန်တိတ်ကြတော့မှဆိုလို့မဆောင်တော့ဆိုပြီးတော့မမဥဆောင်ပြီးပြောပြီးတော့အရှူပြေးထွက်လာခဲ့ကြမမတို့ရည်တန်းနေကြလောင်နဲ့သဘောကျကြီးကြာနေကြအတန်းလေးတို့အမြဲနောက်ကျမှဝင်တဲ့အတွက်ကြောင့်မလို့မမတို့ဘယ်တော့မှလက်ချကိုလိုက်မမီထို့အခါတီရီတာနောက်ဆုံးတန်းမှာထိုင်ပြီးနေကြကြီးတစ်ဖြောက်ဖြောက်ဝါကအတန်းနဲ့ရှိလူပေါင်းဆောင်ရေးအတင်းပြင်းကိုတော်ဝါကြီးပြောကြတယ်ဟေးမစ်ဆက်အရှိမမမဆိုင်တော့ကောင်းကလေးကိုမေးထိုးပြသဖြင့်သူ့နောက်တက်မှာတထိုင်ကြလေဆရာမကလည်းမော်နီထုံးနဲ့စာတင်နေရအင်္ဂိုက်နေမယ်ဆိုရင်တရေရလောက်တဲ့တော့ပြီးရင်စာအုပ်ငါပြီးအိမ်ကြမှာပဲကိုရင်တခါတည်းကြလိုက်တော့မယ်ဟူလူကြကအောင်ရေရွတ်ပြီးတော့အာလူကျော်တို့စာတင်ဖောက်တယ်လက်မပင်နေတဲ့အာလူကျော်စီများကိုဟဲ့ညီလေးတက်လာလှလိုက်တာဟဲ့အသားလေးကနှုတ်အိနေရပဲလို့ပြောပြီးတော့ဘေးနာတယောက်ရဲ့အင်ကြီးမှာဆွဲတုပ်လိုက်ရုံမယ်စာရီလည်းမရဘူးနော်စာတော်ပေးရှင်းပြကောင်းတဲ့လူတယောက်နဲ့ချစ်သူဖြစ်ရင်ကောင်းမှာပဲအဲ့ဒါဆိုရင်ပလင်းပြင်ကြိုက်လိုက်ပါလားမိဆက်ရဲ့စာတော်ပုံများကန်းကုန်ရောညီးကြိုက်ပါလားငါမှရှိပြီးသား
ပြောရင်းနဲ့ရှေ့ရကောင်လေးကိုမျက်စပြက်ပြပြီးရောအာလူကျော်တစ်ဖက်ကိုမတော်တဆဟန်နဲ့လွတ်ချလိုက်ပြီးရောကောင်လေးကလည်းမကြည့်အာလူကျော်ကိုပြန်ကောက်ပြီးရောနောက်ဖက်ကိုပြန်ပစ်လိုက်တယ်ဟဲ sorry နော်ပြီးရင်စာအုပ်ခဏငါမလာရင်ဘာမှမမြင်ရဘူးကောင်လေးကသူ့ဘာမှပြန်မပြောဘူးမမနဲ့ဝေးရကိုနေရာရွှေ့ပြောင်းသွားတယ်အလိုလေးမိဆက်တို့များအဲ့ဒီလောက်ဆွဲဆောင်ညှို့မှုအားကောင်းလိုက်တာအောင်မယ်ဒါသူစာကူးမမီတော့နေရာပြောင်းသွားတာပဲညနေကျရင်စာအုပ်ငါ့ကိုငါမှာပဲစောင့်ကြည့်ကောင်လေးကမျက်ခုံးရှုံကတစ်ချက်လက်ကြည့်လိုက်ပြီးတော့မမအမီးရဖန်ပြုံးပြပြီးတော့မျက်နှာတူလဲရမှာသူ့မျက်နှာကိုခက်ဝါးဝါဖြစ်နေရတတိထားမိဟဲ့တော့မမမျက်မှန်ကန်တင်းမှာကြိုင်ခဲ့ပြီးခုနကညိုမိကြောတဲ့ရေကလုံးထဲတော့ခဏချွတ်ထားခဲ့တယ်ဟာဖြစ်ရပြန်ပြီမမတို့ကတော့တော်လုံးဆီယာမတစ်ဖက်လဲတော့အရှိုးရှိုးပြန်ထွက်ကြပြီးကန်တင်းမှာကြိုင်ခဲ့တဲ့မျက်မှန်ကိုတော့ယူကြတယ်မမတို့ပြန်ရောက်တော့အတန်းအဆင်းသွားပြီအတန်းထဲမှာခက်တီတီထွက်လာတော့ကောင်ကလေးကိုမမကရွှင်ရွှင်ပြပြမျက်နှာလိုမျက်နှာရပြုံးပြီးတော့ဟိုရင်ဖတ်တူစာအုပ်ခဏလောက်နားပါလားယင်မမတို့မမီလို့ဘယ်မီမလဲစကားတွေဒီလောက်များနေရသူကလွယ်ကြီးထဲကစာအုပ်ထုတ်ပြီးတော့လှမ်းပြီးခက်တီတီပြန်လှည့်ထွက်သွားတယ်သူမျက်နှာပေါ်မှာမမရဲ့စည်ရင်စရာရှုပ်ထွေးတမှုကိုစိတ်ပြတ်အောင်နေအထင်းသားဖြစ်နေတယ်မမတို့ကစကားများတာမဟုတ်ပါဘူးဆရာမစာတင်တာကိုအမြန်တာလိတ်လို့ကိုမမီဘူးမနေ့ကစာအုပ်မေးမကြံစီခဲ့နဲ့နော်စမမောင်ကိုဖတ်တူချိန်ပါတယ်အမလီစိတ်ချပါမမေ့ပါဘူးခေါင်းစဉ်တွေကိုပါမြင်တာပေးလာခဲ့မယ်ဟာရတယ်မတားနဲ့နှင်းအောင်စုံတွေကိုမကြိုက်ဘူးနင်းမသာနဲ့ကိုငါးဆောင်ကိုဘာမှလာမလုပ်နဲ့စမမောင်ကိုအမလီနင်းနဲ့ငါနဲ့စမမောင်ကိုတဲ့ရှင်းတီးလိုက်တာသစိမ့်ဆန်လိုက်တာမမစိတ်ထဲမှာမနှိမ့်မြုပ်နိုင်သွားဖြစ်သွားတယ်အမလီနေနဲ့ငါမပြောပါနဲ့ညီတူတာရဲ့မမလိုပဲခေါ်ပါစမမကိုလို့အပြည့်ကြီးမခေါ်နဲ့ရှည်လိုက်တာရှုပ်တယ်တော့ရမယ်တော့ပါရှင်ဒီနေ့ဖို့တော့စာအုပ်ငါခွင့်ရတဲ့အတွက်ကိုသူနဲ့တရင်းနှီးစကားပြောခွင့်ရတဲ့အတွက်ကိုမမကတော့ချိန်နေပါတယ်ကားစီကိုရှောက်လာကြပြီးတငယ်ချင်းတွေနဲ့လမ်းခွဲခဲ့လိုက်ကြတယ်သူ့ကားဘေးမှာမမကားကိုကတိကတ်တက်ခက်ချက်ဝင်ရထားတဲ့အတွက်ကြောင့်မလို့မမတို့နှစ်ယောက်ကားပေါ်တက်တီးနေမှာပဲအတူတူဖြစ်တယ်လူချင်းမနီးဆက်တီးကားကျတော့နေဆက်ထားအောင်မရှင်သူ့ကားခက်ခဲထွက်သွားပြီးမှမမကားအသားလေးလွယ်တကူထွက်လာခဲ့ဒီနေ့တနေ့တာဖို့တော့မမတချင်းကျဲကြီးဖွင့်မှန်လုံးတကားပိတ်ကားကိုခက်ချမ်းချမ်းရင်မောင်းပြီးတော့တချင်းဆိုပြီးတော့ပျော်ရွှင်ရခြင်းဖြစ်အဆုံးသတ်လိုက်တယ်မမရဲ့တနေ့တာတွေကဘယ်တော့မှပြင်းကြီး၆တွေ့ပဲကောင်းမှာမဟုတ်ဘူးရှင်မောစရာပျော်ရွှင်စရာနဲ့မေးရော့ပျောက်ရှာမှုတွေကြောင့်အတုံးဆောင်ပစ္စည်းအရှုပ်ထွေးပွေလီနေမှုစကားများတာနမောနမဲနိုင်တငင်ချင်းနေနဲ့ပြုတ်ကြသူတစ်ပါးကိုကြောက်တွန်းတန်တာအယီတန်တာစသဖြင့်အတော်မတက်နိုင်တော့တဲ့ပြစ်ချက်တွေနဲ့စိတ်ညစ်စိတ်ရှုပ်ပြီးတော့ဝေးရှောင်မြဲဖြစ်လေတယ်။ဒီနေ့တော့ရီစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကပြောစမှတ်တွင်သွားလောက်အောင်သူ့ရှိမှမဖြစ်ပျက်ခဲ့ပါတယ်။ Hey ဒီနေ့စမမကို history ထားလိုက်တဲ့ဆရာပြောတော့တယ်။မမကဆေးရုံရောက်နောက်ကျသူဖြစ်တဲ့အတွက်ကြောင့်သူတို့ပြောသမျှကိုယုံကြည်ပြီးအဆုတ်ကင်စာလူနာတယောက်ကို history မေးဖို့ချင်းကပ်လာခဲ့တယ်။အမှန်တော့မေးခြင်းမဟုတ်ကရင်ချီရင် church ထဲမှာခိုးကူးယူဖို့စံစီထားပြီးဖြစ်ရလူမလစ်သေးသဖြင့်လူနာဦးလေးကြီးကိုပြုံးပြပြီးတော့ဦးလေးဒီနေ့နည်းနည်းဆက်မယ်နော်ဟင်းအိမ်နေမလားမသိဘူးလူနာကစကားမပြောနိုင်ဘူးမမကဟိုစန်းတီဆန်အနှဲငယ်ဟန်ရေးပြကစမ်းတက်နေစေလူနာကအသက်မရှူတော့ပါတော်တော်ငြိမ်သက်သွားတယ်မမကထင်ပြီးတော့သူ့ရင်ဘက်ကိုနှစ်ချက်ပြထောက်ကြည့်လိုက်တော့နှလုံးခုန်တန်လည်းမကြားရအသက်ရှူတန်လည်းမကြားရအောင်ဦးလေးဒုက္ခပဲဟေးရှွတ်ဒီမှာတစ်ချက်လာကြည့်ပေးပါဦးလူနာဘာဖြစ်တော့လဲမသိဘူးသူ့ကိုအားကိုတကြီးလမ်းခေါ်လိုက်တော့သူရောက်လာတယ်လူနာရဲ့သွေးခုန်လုံးကိုလက်ကဝတ်မှဆန်းကြည့်မျက်ခွန်လမ်းမကြည့်လိုက်တော့ကဟိုက်ဒုက္ခတော့ဖြစ်ပြီးစမမကိုစမ်းလိုက်တဲ့လူနာတော့ expire ဖြစ်သွားပြီထင်တယ်ဖះရေမမရမ်းလန့်ပြီးပါဇက်ကိုလောဝါနှစ်ဖက်ဖြစ်မအောင်မိအောင်ဖိအုပ်ပစ်လိုက်တယ်မျက်လုံးပြင်းမျက်စက်ပြီးဖြစ်ပြီးခြေတုံလက်တုံဖြစ်လာတယ်သူကဆရာဝန်ကြီးခေါ်တယ်ဆရာဝန်ရောက်လာတဲ့တေချာအောင်ဆန်းပြီးရောတေချာရောဘောလူနာ expire ဖြစ်သွားပြီစမမကိုရောမြလွတ်လိုက်ရင်အရာရာအကြောင်းကြီးပဲသူစမ်းလိုက်ခါမှလူနာလဲလန့်ပြီး expire ဖြစ်သွားတဲ့နေမှာထိုတဲ့ရင်ကဘောတစ်ခုလုံးကိုပြန့်နှံ့သွားပြီးတော့လူတွေဝိုင်းနေကြရတယ်မမဖြစ်ကရည်စရာကောင်းနေတာမို့သူတော်မရည်ပဲနဲ့မနေနိုင်ဘူးဆရာကထုံးစံတိုင်းရည်စရာပြောတတ်သူပြီတောက်ကျုံးနဲ့စမမကိုစမ်းတဲ့လူနာမှာ expire ဖြစ်ရတယ်ဗျာဒုက္ခပဲဟုပြောလိုက်ရင်လူအလုံးကဝိုင်းရည်ကြတလောက်မမမှာရည်ရမလို့ငိုရမလို့ဖြစ်နေရတယ်လူနာကြီးရဲ့မျက်နှာကိုလည်းပြန်မြင်အောင်ပြီးတော့သွေးပြက်ချောက်ချလေးရရှိတယ်။မ
မမအဖြစ်ကတော်တော်ကိုပြောစမှတ်တွင်သွားပြီးတော့သူလည်းအဲ့ဒီချိန်ကစပြီးတော့မမကိုတတိထားမိလာခဲ့ပုံရတယ်။ဘာအကြောင်းကြောင့်မဲသူတတိထားမိသည်ဖြစ်စေမမကိုမြင်ပြီးတော့သူပြောရင်ကိုမမအကျဉ်းနဲ့တယ်။တခါတော့မမကသူနဲ့ပတ်သက်ပြီးတော့အီတော်ကိုစိတ်အယူပေါက်လိရှိတယ်။မမကိုမြင်တာနဲ့တခုခုဖြစ်တော့မှစိုးရိမ်သောမျက်နှာထားဖြင့်ရှောင်ထွက်သွားတတ်သူနဲ့မမကထမင်းလက်ဆောင်စားကြံစိတ်ဖြစ်မိတယ်။သို့တော့စမမကိုပဲဖြစ်ချင်တာကိုတော့လက်တလုံးချကလေးဖြတ်ထိုးညံတုံပြီးတော့ဖြစ်အောင်လုပ်တယ်။သူထမင်းစားရင်သူရထားတဲ့ဘေးမှာရှိရဲ့အုံခုံဝိုင်းကြီးပေါ်မှာတယောက်တည်းတူးချိတ်ထိုင်ပြီးတော့အေးစစ်စစ်စားလေးရှိတယ်။အဲ့ဒီနေ့ကမမကတငယ်ချင်းတွေနဲ့ကန်ကျင်းမှာစားနေကြအစီအစဉ်ကိုဖျက်ပြီးတော့တယောက်တည်းခွဲထွက်လာပြီးတော့သူ့ကားဘေးမှာရှင်ရထားတဲ့မမကားပေါ်မှာထိုင်သူနဲ့မျက်နှာချင်းဆိုင်ထမင်းစားဖို့ကြိုးစားတယ်။သူတစ်ချက်လှမ်းကြည့်နေလှလှပပကလေးပြုံးပြပြီးထမင်းမှုဖွင့်တယ်။ထမင်းမှုကိုပေါင်ပေါ်တင်ထားစွန်းခင်းနဲ့စားရသည်ဖြစ်ရာစပွဲပေါ်တင်စားရလောက်အောင်တက်တော့တော့မဖြစ်ဘူး။မိမိထည့်ပေးလိုက်တဲ့ကြက်ပောင်ကျော်ကအတော်ဖက်ရခတ်တယ်။သူကတစ်ချက်ထမင်းဝိုင်းမမကိုများလှမ်းကြည့်မလားဟုဆိုရင်ကကြက်ပောင်ကိုလက်နဲ့ကင်ဖက်ဖို့စိတ်ကူးမရှိဘူး။လှလှပပကလေးသာစားမယ်။သို့တော့သူကမမကိုမကြည့်ဘဲနဲ့မမကသူ့စီခဏလမ်းကြည့်နေရတဲ့အဖြစ်မှာရည်စရာပဲကောင်းသေးတော့၏။ဒီချိန်မှာတော့ကြက်ပောင်ကိုခရင်ပြစိတ်လိုက်မှန်ပါဖဲ့ရွှေပလိုက်ပြီးတော့အရှိန်လုံးမိထမင်းမှုပြုတ်ကြတော့တယ်။ထမင်းမှုပြုတ်ကြတဲ့ခွက်ခနဲမြည်ရဲ့စီမှာမမကရှက်လန့်စွာရှာကလေးထွက်ပြီးတော့သူ့စီကပြလှမ်းချင်းနမဖြစ်ပြန်မီဟူတဲ့အကြည့်နဲ့သူကတစ်ချက်ကြည့်ပေါ်ရသည်။မမငတ်ပါပြီးတော့ထမင်းမှုကလည်းမမပေါင်ပေါ်ပြုတ်ကြရတယ်လို့အရှက်ပြေတီတိုခေယူပြီးတော့ထမင်းမှုကိုပြန်ကောက်သိမ်းကလက်ကင်ဘွားပြန်ထုတ်ပြီးတော့ကန်တင်းကိုပြေးရပြန်။ကောင်ကလေးကိုပိုးပန်းတီရလိုက်ပြီးထမင်းမှုမောင်ကြကငတ်သွားတော့ဖြစ်ပျက်ကိုတငယ်ချင်းများပြန်မပြောရင်းချင်းမမကအချစ်အတွက်ထမင်းအငတ်ခံသူလည်းဖြစ်ပါတယ်။အခန်းတစ်ကိုနောက်နေ့ကျရင်ဆက်ပြပြပေးပါမယ်ရှင်။အားလုံးပဲတက်တာနော်ကျေးဇူးတင်ပါတယ်ရှင်။